ယုံကြည်သူတချို့လာမေးတယ်ဗျဆရာရေးတဲ့ဝက်သားစားလို့ရှိရင်တဲ့ငရဲကြမှာလားတဲ့ဝက်သားစားတဲ့သူတွေကပွဲတော်မစားရဘူးဆိုတာဟုတ်သလားတဲ့နောက်ပြီးတော့မှတနင်းကနွေနေ့မှာဝုတ်ပြူတဲ့သူကသားရဲကိုဝုတ်ပြူနေတာလားတဲ့သားရဲတစိမ့်လားတဲ့စနေဥပုပ်မဆောင်တဲ့သူကငရဲသွားမှာလားတဲ့ဆိုတော့မိကွန်းတွေလာကြတယ်နော်တော့သူတို့တခါမှမကြောက်ဘူးတဲ့ဝက်သားစားရင်ငရဲကြမယ်ဆိုတာဘာလို့လဲဆိုတော့အခုတော့လူတချို့တော့သူတွေကအဲ့လိုပြောတဲ့သူတွေထွက်လာတယ်လေကျွန်တော်ရှင်းပြမယ်ဗျခရိယန်ယုံကြည်မှုထဲမှာဂိုင်းကနမတူညီတဲ့ဂိုင်းကနတွေအများကြီးရှိတယ်ဝတ်သားမစားဘူးစနေဥပုပ်ဆောင်ရမယ်ဆိုမှပြောတဲ့အဖွဲ့တွေကစနေအသင်းဆိုတဲ့ခရစ်တော်ကိုမျှော်လင့်တော့တသမနေ့အသင်းတော်တွေဖြစ်ပါတယ်ကျန်တဲ့ခရိယန်တွေအားလုံးကဝတ်သားစားပါတယ်စိတ်မပူကြပါနဲ့ကျန်တဲ့ခရိယန်တွေအားလုံးနှစ်ချင်း AG Focus Pay Methodist Anglican ညီအကိုများအသင်းတော်တည်င်းကောင်းနှစ်ချင်းစသဖြင့်ကျန်တဲ့ခရိယန်တွေအားလုံးကဝတ်သားစားကြပါတယ်ကျွန်တော်တို့ဒီတတမနေ့စနေနေ့ကိုဝုပြူတာမဟုတ်ဘဲနဲ့တနင်္ဂနွေနေ့မှာဝုပြူစည်းဝေးကြတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာရှင်းစရာနည်းနည်းရှိတယ်ဘာလို့လဲဆိုတော့ဒီခုနပြောတဲ့အဖွဲ့တွေကသူတို့ဟာသူတို့ဝက်သားမစားဘူးသူတို့ဟာသူတို့စနေဥပုပ်ဆောင်တာပြဿနာမရှိဘူးပြဿနာကဘယ်မှာသွားတက်လဲဆိုတော့စနေဥပုပ်မဆောင်တဲ့အဖွဲ့တွေကိုသူကတိုက်ခိုက်တာနေတို့ကတာရဲတစိတ်ခံယူတဲ့သူတွေတနင်္ဂနွေနေ့ကတာရဲတစိတ်လက်မှတ်ပဲအဲ့ဒါငရဲသွားမဲ့သူတွေတို့မဟုတ်ဝတ်သားစားတဲ့သူတွေကကယ်တင်ချင်းမရအောင်ငရဲသွားမယ်ပွဲတော်ဝင်လို့မရအောင်စသဖြင့်အဲ့လိုတိုက်ခိုက်တယ်အဲ့ဒီတိုက်ခိုက်တဲ့အရာကိုနည်းနည်းလေးရှင်းပြချင်တယ်ကျမ်းစာနဲ့ဝတ်သားမစားရဘူးစနေဥပုပ်ဆောင်ရမယ်ဘာညာဆိုတာကတမဟောင်းရဲ့ပြည့်ညက်တာဖြစ်ပါတယ်ညီကိုမောင်တို့တမဟောင်းထဲမှာပြည့်ညက်တွေအများရှိတယ်ပြည့်ညက်တော့10ပါးပဲကမလဲပြည့်ညက်633ခုလောက်ရှိတယ်ဗျကျမ်းတစ်ကိုရောက်လာတဲ့အခါမှာတချို့တော့ပြည့်ညက်တွေကမလိုအပ်တော့ဘူးညီကိုမောင်တို့ဝတ်သားမစားရတို့စနေဥပုပ်ဆောင်ရမယ်တို့စသဖြင့်အဲ့ဒါတွေကဒီကျမ်းဟောင်းထဲမှာကြံခဲ့ပြီလေကျမ်းတစ်ထဲမှာသခင်ယေရှုခရစ်တော်အားဖြင့်ပြည့်စုံသွားပြီတချို့ကပြောတယ်ဟာဝတ်သားစားတာတို့စနေဥပုပ်ဆောင်တာတို့ကထော်ဝရပညတ်နော်ယနေ့တိုင်အောင်ခံယူရသေးတယ်အဲ့ဒါယေရှုတော်မှာစောင့်ခဲ့တယ်တမန်တော်တွေလည်းစောင့်ခဲ့တယ်ကျွန်တော်ပြောပြမယ်အဲ့လိုခံယူတဲ့သူကိုကျွန်တော်ပြောပြမယ်တကယ်လို့ဝတ်သားမစားရတို့ဒီပါလေစနေဥပုပ်ဆောင်ရမယ်တို့ပညတ်ကထော်ဝရပညတ်ဟုတ်တယ်ဆိုရင်ယနေ့တင်အယေပြားလဲလေးရမယ်ဘာလို့လဲဆိုတော့အယေပြားလီးချင်းကလည်းထော်ရပညဲလို့ကပောက်ကျန်ခန်းကြီး73မှာတိတိကျကျဖော်ပြတယ်အယေပြားလီးရဆိုတာဘာလဲယောက်ျားတွေမွေးလာကလေးက10ရက်မြောက်နေ့မှာလိန်တန်အယေပြားကိုဖြတ်ပလိုက်ရတာအဲ့ဒါပညက်တော်နော်ကျန်းဟောင်းကပညက်တော်နော်ဒီကနေ့ကျွန်တော်မေးမယ်ဒီဥပုပ်ဆောင်တဲ့အဖွဲ့တွေတင်တို့ယောက်ျားလေးတွေ10ရက်မြောက်နေ့မှာအယေပြားလီးကြလားမလီးကြဘူးမလားအေးဒါဆိုဘာလို့တခြားပညက်တွေကိုကျတော့ဆောင်ရမယ်ဆိုမှဒီပညက်တွေကိုပယ်ရတာလေဒါတခုပဲရှိသေးတယ်နော်နောက်တစ်ခုပြပြမယ်ရစ်ပူဇော်ခြင်းကကျန်းဟောင်းမှာအနည်းဆုံး5မျိုးလောက်ရှိတယ်မီးရှို့ရာရစ်ဘောဇင်ပူဇော်တကာရစ်မိတ္တဟာရရစ်အပြစ်ဖြေရာရစ်ဒူးစရိုက်ဖြေရာရစ်စသဖြင့်ရှိတယ်ဆိုတော့အဲ့ဒီရစ်ပူဇော်တာကိုဒီကနေ့တိုင်အောင်လှုပ်သေးလားတင်တို့ယေရှုလာပြီလေလှုပ်ရှားမလို့တော့ဘူးအဲ့လိုခံယူကြတယ်မလားအေးလေယေရှုလာပြီဆိုတော့ဝတ်သားစားတဲ့ပညက်တွေစနေဥပုပ်ဆောင်တဲ့ပညက်တွေယေရှုစီမှာပြည့်စုံသွားလို့မလိုအပ်တော့တာလေအဲ့ဒီမလိုအပ်တော့ကိုထော်ရပညက်ပါလို့ပြောရအောင်တင်အယေပြားလီးသေးလားရစ်ပူဇော်သေးလားကျွန်တော်မေးမယ်တင်ရစ်ပူဇော်နေသေးတယ်အယေပြားလီးနေသေးတယ်ဆိုရင်တော့ကျွန်တော်လည်းမပြောလို့တော့သခင်ယေရှုခရစ်တော်လည်းဝတ်သားမစားခဲ့ဘူးလို့တချို့ကလို့ပြောတယ်တမန်တော်တွေလည်းဥပုပ်ဆောင်ခဲ့တယ်ယေရှုလည်းဥပုပ်ဆောင်ခဲ့တယ်ဟုတ်တယ်လေသူတို့ကဂျူးတွေဆိုတာမမေးနဲ့ညီကိုမောင်တို့သူတို့ကဂျူးတွေလေဂျူးတွေကဥပုပ်ဆောင်ရတယ်နော်ဝတ်သားမစားရဘူးနောက်ပြီးတော့မှရစ်ပူဇော်ရသေးတယ်သခင်ယေရှုနဲ့တမန်တော်တွေရစ်ပူဇော်တာတွေလုပ်ခဲ့သေးတယ်ပြီးလို့ရှိရင်အယေပြားလည်းလီးခဲ့တယ်ကျမ်းစာကိုတေချာလေ့လာကြည့်တမန်တော်တွေတယောက်မကျန်အကုန်အယေပြားလီးထားတာနော်ယေရှုခရစ်တော်ကအစ10ရက်မြောက်နေ့မှာဒီကနေ့ပညက်ဆောင်မယ်ကျန်းဟောင်းပညက်ဆောင်မယ်ပြောတဲ့သူတွေအယေပြားအရင်လီးကြည့်လေလီးကြလားမလီးကြဘူးမလားအေးအဲ့ဒါကိုကြောင့်မေ့ထားတယ်ဆိုတော့စားတောက်တဲ့ဟာတွေနေ့ရက်တွေကိုတော့အသေးဆောင်ချင်တယ်ဆိုတော့ဒါနည်းနည်းလေးတော့မားနေပြီနော်ပြောတာရှင်းလားမသိဘူးနော်အယေပြားလီးတာပြောင်းသွားပြီလေနှစ်ချင်းခံရပြီလေကျမ်းစာမှာအဲ့လိုဖော်ပြတယ်လေလို့တချို့ကပြောတယ်ပူဇော်တက်ကလည်းယေရှုခရစ်တော်အသေးခံပြီးပြီလေလှုပ်ရှားမလို့တော့ဘူးလေလို့ခံယူတယ်ဒါဆိုရင်ကျွန်တော်မေးမယ်ဥပုံနေနဲ့စားရမစားရကိစ္စတွေကယေရှုမလုပ်ခဲ့ပေးဘူးလားအဲ့ဒါဒီမပါဘူးလားဒါကိုဘာလို့လက်မခံနိုင်သေးရလဲကျမ်းစာကရှင်းရှင်းလေးပြောထားတယ်လေဂလာတိခန်းကြီး2 21မှာပညက်တရားကိုအမိပြု၍ဖြောင့်မတ်ရာတို့ရောက်နိုင်ရင်ခရစ်တော်ဒီအချီးနှီးအသေးခံပြီတဲ့โอเคနော်
ကောလောတဲခန်းကြီးနဲ့ငါ16စက္ကွန်မှာထိုကြောင့်စားတောက်ခြင်းအမှုပွဲနေလှဆန်းနေဥပုံနေတို့ကိုစောင့်ခြင်းမှုတွင်တင်တို့ကိုအဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်ထိုရာတို့သည်နောက်ဖြစ်လက်တတ်သောအရာတို့၏အရေးဖြစ်တယ်ဥပုံနေဟာအရေးဖြစ်တယ်စားတောက်ခြင်းတွေဟာအရေးဖြစ်တယ်ကိုထဲကဘာလို့လဲယေရှုခရစ်တော်ဖြစ်တယ်ဒါကြောင့်တင်ကြိုက်ရင်စားမကြိုက်မစားနဲ့ဘာဝိညာဉ်ရေးရာနဲ့မှဘာမှမဆိုင်ဘူးစားခြင်းတောက်ခြင်းနဲ့နေရဆောက်ခြင်းတွေကအိုးတတမနဲ့ဥပုသ်ဆောင်တဲ့အဖွဲတွေကျွန်တော်ပြောမယ်ကိုယ့်ကိုအေးဆေးဆေးစောင့်ပါပြဿနာမရှိဘူးတနင်းကနေဝူပြိုးတဲ့အဖွဲတွေကိုညတော့မားတယ်ဒီလိုဟိုလိုဒါပြဿနာပဲကျန်းစာနားမလဲလို့ဖြစ်တာဝတ်သားစားရင်လည်းဒီအတိုင်းပဲဝတ်သားကိုယ့်အကိုမစားဘူးကိုယ့်ကိုအေးဆေးဆေးမစားနေတာပြဿနာမရှိဘူးအေးဝတ်သားစားတဲ့သူတွေကငရဲကြမယ်လို့ဘာလို့အဲ့လိုမျိုးပြောချင်းကကျန်းစာနားမလဲလို့ဖြစ်တယ်ဒါလွဲမားတဲ့ခံယူချက်တွေဖြစ်တယ်ကျန်းစာမှာအဲ့လိုမပါဘူးကျန်းဟောင်းမှာပါတယ်လေမစားရဘူးလို့ကျန်းဟောင်းမှာပါတယ်အေးကျန်းဟောင်းအတိုင်းအကုန်လိုက်မယ်ဆိုရင်ကျွန်တော်ပြောပြီလေခုနအရေးပြားလီးမလားရီးပူစော်တေးလားအဲ့လိုပြောလိုက်လို့တချို့ကဒီလိုပြောတတ်သေးတယ်ဘယ်လိုပြောတတ်သေးလဲဆိုတော့ပိညက်တရားနဲ့ပိညက်တော်နဲ့မတူဘူးလေခွဲတတ်သေးတယ်ပိညက်တော်10ပါးကဖျားပေးတာကျန်တဲ့ဟာတွေကဟိုမောရှေပိညက်တွေမောရှေပိညက်အဲ့လိုပြောတဲ့သူကျွန်တော်မေးချင်တယ်ဖြေသွားကြည့်မောရှေပိညက်ဆိုတာကမောရှေတော့သူထွင်မှပေးထားတာလားဖျားသခင်ကမောရှေကိုတိကြကြမိတ်ပြီးမှပေးထားတာလားမောရှေပိညက်လို့ပြောနေတဲ့အရာတွေကဖျားပေးတာလားမောရှေထွင်ထားတာလားအကုန်လုံးဖျားပေးတာလေတိနာတောင်မှရက်40လောက်ဖျားပေးထားတာလေနေညဖျားသခင်သူ့ပေးထားတာလေဆိုတော့ပိညက်တော်10ပါးပဲပိညက်တော်မဟုတ်ဘူးပိညက်613ချက်ကလည်းပိညက်တော်ပဲဘာလို့လဲဖျားပေးတာမောရှေသူ့အတူထွင်ထားတဲ့တစ်ချက်မှမပါဘူးဒါကြောင့်ချစ်တော်ညီကိုမောင်မတွေဒါနားလေဖို့လိုတယ်နော်မောရှေပိညက်ပါမခွဲခြားတတ်သေးဘူးဆရာကမခွဲခြားတတ်သေးလို့ပါပိညက်တော်10ပါးနဲ့တခြားဝိနီးပိညက်တွေနဲ့မခွဲခြားတတ်လေးပါဝိနီးပိညက်ကဖျားပေးတာမဟုတ်တော့ဘူးသူပေးထားရလဲဟုတ်ပြီနော်ဟိုဟာမစားနဲ့ဒီဟာမစားနဲ့ဆိုတာဒီဖျားပဲပေးတာအရေးပြားလီးပါလို့ဆိုတာလဲဒီဖျားပဲပြောတာရစ်ပူဇော်ပါပြောတာတိကြရစ်5မျိုးအတိအကျတတ်မှတ်ပေးထားတာလဲဒီဖျားပဲဒါဆိုရင်ဒီကနေ့အရေးပြားလီးပြီးပြီလားရစ်ပူဇော်နေသေးလားတချို့ပိညက်တွေကပြည့်စုံသွားတာမလိုအပ်တော့တာဒီကနေ့တိုင်အောင်ရစ်ပူဇော်နေတဲ့သူကကျန်းစာနားမလဲလို့လေဟုတ်တယ်နော်ဒီကနေ့တိုင်အောင်ရှိရမြောက်နေ့မှာအရေးပြားလီးနေတာကအရေးပြားလီးမှပဲတန့်ရှင်းမယ်လို့ခံယူတာကကျန်းစာနားမလဲသေးလို့လေဒါအရေးပြားလီးတာကကျန်းမာရေးအတွက်လီးမယ်ဆိုပြဿနာမရှိဘူးဝတ်သားစားခြင်းမစားခြင်းလဲဒီတိုင်းပဲကျန်းမာရေးအတွက်စားခြင်းမစားခြင်းလုပ်မယ်ဆိုကိုယ့်ကိုလွတ်လက်ဆုံးဖြတ်လို့ရတယ်စားလို့လည်းအပြစ်မရှိသလိုမစားလို့လည်းအပြစ်မရှိဘူးတတမနေ့စနေနေ့ကိုစောင့်နေသူလက်ဒီတိုင်းပဲစနေနေ့မှာဝုတ်ပြုတ်ခြင်းလဲဆိုရင်ကိုယ့်ကိုဝုတ်ပြုတ်အဲ့ဒါအပြစ်မရှိဘူးဒါပေမဲ့စနေနေ့မှာဝုတ်ပြုတ်မှပဲကေတင်ချင်းရမယ်လို့စနေနေ့မှာဝုတ်ပြုတ်မှပဲမှန်တယ်လို့ခံယူနေတာကျန်းစာအရလွဲမှားသွားပြီဒါကိုနားလေဖို့တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါအခြားသောဘာသာစကားဆိုတာဘာလဲဖြေပေးပါဆရာတစ်ချက်ရှင်းပြပေးပါနော်တဲ့ဟုတ်ကဲ့ပါခင်ဗျာဒီမိကုန်းလေးကိုဖြေပေးမယ်နော်အခြားသောဘာသာစကားလို့လည်းခေါ်ပါတယ်အမျိုးသောဘာသာစကားလို့လည်းခေါ်ပါတယ်နော်အမျိုးသောဘာသာစကားဆိုတာဝိညာဉ်တော်ရဲ့စုကျေးဇူးအများကြီးတွေကတစ်ခုတာဖြစ်တယ်ဆိုတာပထမဦးဆုံးနားလည်စေခြင်းတယ်တန်ရှင်တော်ဝိညာဉ်တော်ကယုံကြည်သူတွေကိုပေးတဲ့စုကျေးဇူးအများကြီးထဲမှာဝိညာဉ်စုကျေးဇူးအများကြီးထဲမှာအမျိုးသောဘာသာစကားတို့မဟုတ်အခြားသောဘာသာစကားဆိုတဲ့ဒီဘာသာစကားစုကျေးဇူးတစ်ခုပါဝင်ပါတယ်ဒါပေမဲ့ဒီနေရာမှာတတိထားရမှာကအခြားသောဘာသာစကားနဲ့အမျိုးသောဘာသာစကားဒီဘာသာစကားကအမျိုးအစား2မျိုးရှိတယ်ဆိုတာနားလည်ရမယ်ကျမ်းစာအရလူတွေနားလည်တဲ့ဘာသာစကားလူတွေကိုပဲပြောတဲ့ဘာသာစကားလူတွေနားမလည်တဲ့ဘာသာစကားဘုရားသခင်ကိုပြောတဲ့ဒီဘာသာစကားဆိုတော့ဒီ2မျိုးရှိတယ်ဆိုတာကျွန်တော်ရှင်းပြခြင်းတယ်ပထမဦးဆုံးတစ်မျိုးကိုအရင်ရှင်းပြမယ်ပထမဦးဆုံးတစ်မျိုးကလူတွေကိုပြောတဲ့စကားကိုမပြောတတ်တဲ့ဘာသာစကားတစ်ခုခုကိုတင်ယူခြင်းမဟုတ်ဘဲနဲ့ဝိညာဉ်တော်တို့ထိပြီးတော့မှပြောတတ်လာတာဥပမာပြောပြမယ်ဥပမာကျွန်တော်ဂျပန်လိုတလုံးမှမတတ်ဘူးဒါပေမဲ့ဂျပန်တွေထဲမှာအေးဝင်ကလေးဟောဖို့ရန်အတွက်အရှင်တော်ဝိညာဉ်တော်ဖခင်ကသွန်းလောင်းပေးလို့ချက်ချင်းဆိုသလိုကျွန်တော်ပြောလိုက်တဲ့ဘာသာစကားကဂျပန်တွေရဲ့နားမှာဂျပန်လိုကြားတာအဲ့ဒါကအမျိုးသောဘာသာစကားလူတွေကိုပြောတဲ့ဘာသာစကားဒါပထမတစ်မျိုးဆိုတော့ဒီကျမ်းချက်ကိုနည်းနည်းလေးရှင်းပြချင်တယ်တမန်တော်ဝတ္ထုခန်းကြီးနဲ့ငယ်1ကနေလေတမန်တော်တွေရတဲ့အမျိုးသောဘာသာစကားပေါ့နော်အဲ့ဒါအေးဝင်ကလေးဟောဖို့ဖြစ်တယ်နော်တတိထားနော်လူတွေကိုပြောဖို့ဖြစ်တယ်ဖခင်ကိုပြောဖို့မဟုတ်ဘူးနော်အဲ့ဒီစုကျေးဇူးကတနည်းအားဖြင့်
ဘာသာစကားနားမလည်နေတဲ့သူတွေကြားထဲကနေနားလည်အောင်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကတမန်တော်တွေကိုဧဝံဂေလိဟောဖို့ဝိညာဉ်တော်မီးနဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူတို့စုကျေးဇူးပေးခဲ့တာနားမလည်တဲ့သူတွေကိုနားလည်ဖို့ဒါကြောင့်တမန်တော်တို့ခန်းကြီးနဲ့ငယ်တစ်ကနေ၄မှာအမျိုးမျိုးသောဘာသာစကားနဲ့ဆုတောင်းတာမဟုတ်ဘူးဟောပြောတာရည်ရွယ်ချက်ကဧဝံဂေလိတရားကိုရှင်းရှင်းလင်းလင်းနားလည်စေဖို့ဒါကြောင့်လူတွေကိုပြောတဲ့အခါမှာလူတွေနားလည်အောင်ပြောဖို့အင်မတန်အရေးကြီးတယ်နော်ဒုတိယတစ်မျိုးပြောမယ်ဒုတိယတစ်မျိုးကတစ်ကောခန်းကြီး14အငယ်1အရာလူတွေနားမလည်နိုင်တဲ့ဘာသာစကားတစ်မျိုးဖြစ်ရှိသေးတယ်ဒါကျွန်တော်ဝန်ခံရမယ်ဘာလို့လဲကျမ်းစာမှာအဲ့လိုပြောရလေလူတွေနားမလည်နိုင်တဲ့ဘာသာစကားတစ်မျိုးရှိတယ်တဲ့ဒီတစ်မျိုးကလူတွေကိုပြောချင်းမဟုတ်ဘူးဖခင်သခင်ကိုပြောတာဖြစ်တယ်ဒါကြောင့်ကိုတယောက်တည်းဖခင်ကိုပြောတဲ့အခါမှာပြဿနာမရှိပေမဲ့အများကြားထဲမှာဒီစကားသုံးလာတဲ့အခါမှာပြဿနာအမျိုးမျိုးထွက်လာတတ်ပါတယ်အသင်းတော်ကွဲပြားတာတွေလူတွေနားမလည်နိုင်တာတွေဖြစ်လာတတ်တယ်ဒါကြောင့်ကျမ်းစာအရာဘယ်ဟာမားလဲဘယ်ဟာမှန်လဲပိုင်းခြားလို့ရအောင်ကျွန်တော်အချက်6ချက်နဲ့နားလည်အောင်ရှင်းပြပေးမယ်အချက်6ချက်နဲ့နံပါတ်1ဖယားကိုပဲပြောတဲ့အမျိုးမျိုးသောဘာသာစကားလူတွေနားမလည်တဲ့အမျိုးမျိုးသောဘာသာစကားပြောမယ်ဆိုရင်ဖယားเจ้าလူအုပ်ကြီးထဲမှာမပြောပါနဲ့ဘာလို့လဲဆိုတော့ကျမ်းစာထဲမှာဖော်ပြတယ်လေအနက်ပြန်တဲ့သူမရှိရင်ကိုယ့်ရဲ့ပါဇက်ကိုပိတ်ထားပါတဲ့ဘာလို့လဲလူတွေနားမလည်လို့ဒါတစ်ကောခန်းကြီး14အငယ်18မှာဖတ်ကြည့်နော်နံပါတ်2ကအနက်ပြန်တဲ့သူရှိရင်တောင်မှ3ယောက်ပဲပြောပါတဲ့အဲ့ဒီလူတွေနားမလည်တဲ့ဘာသာစကားကိုပြောမယ်ဆိုရင်အဲ့ဒီ3ယောက်ထဲမှာတောင်မှ1ယောက်ချင်းပြောပါတဲ့အဲ့ဒါတစ်ကောခန်းကြီး14အငယ်18ကနေ20မှာဖော်ပြတယ်တော့ရှာဖတ်ကြည့်နော်နံပါတ်3ကအများစုတောင်းတဲ့အခါမှာဘာသာပြန်ပေးတဲ့သူမရှိဘူးအနက်ပြန်ပေးတဲ့သူမရှိဘူးဆိုရင်အမျိုးမျိုးသောဘာသာစကားမပြောဖို့ကျမ်းစာကတွင်တင်တယ်ဘာလို့လဲဆိုတော့တင်ပြောနေတာသူများနားမလည်လို့တစ်ကောခန်းကြီး14အငယ်23 24မှာတော့ဖတ်နံပါတ်4တစ်ချက်ကကျမ်းစာကလေအမျိုးမျိုးသောဘာသာစကားကိုလူအုပ်ကြားမှာအများကြားမှာပြောဖို့အားမပေးထားဘူးပရောဖက်ညင်နဲ့ဟောပြောဖို့ပဲကျမ်းစာကတွင်တင်ထားတယ်သူဝိညာဉ်စုကျေးဇူးထဲမှာလိုက်စားပါလို့တွင်တင်ထားတာကအမျိုးမျိုးသောဘာသာစကားမဟုတ်ဘူးလိုက်စားရမှာကချစ်ချင်းမေတ္တာစုကျေးဇူးဒါစုကျေးဇူးထဲမှာအကြီးမားဆုံးလို့တစ်ကောခန်းကြီး14ငယ်19မှာဖော်ပြတယ်တွားရှာကြည့်နော်နောက်ပြီးတော့မှနံပါတ်5တစ်ခုရှင်းလင်းချင်တာကကဲတင်ချင်းရတဲ့သူတိုင်းဒီနားမလည်တဲ့အမျိုးမျိုးသောဘာသာစကားကိုပြောရမယ်လို့ကျမ်းစာကမတွင်တင်ဘူးနော်ဘာလို့လဲဆိုတော့ဝိညာဉ်စုကျေးဇူးတစ်ခုတောင်မို့လို့ဖြစ်ပါတယ်ဒါကအရထားတဲ့သူလည်းမမားဘူးနော်သုံးတက်ဖို့ပဲလို့လေနံပါတ်6ကျမ်းစာတွေကအမျိုးမျိုးဘာသာစကားလူတွေနားမလည်တဲ့အဲ့ဒီဘာသာစကားကတင်ယူလို့မရဘူးတန်ရှင်တော်ဝိညာဉ်တော်ပေးတဲ့အခါမှာကိုတော်မှနားမလည်တဲ့အရာတွေထွက်လာတတ်တယ်အဲ့ဒါကတင်ယူလို့ရတဲ့အရာမျိုးမဟုတ်ဘူးဒါကြောင့်အသင်းတော်တွေတင်ပေးနေတဲ့အသင်းတော်တွေရှောင်ပါဒါမားနေတယ်နံပါတ်9အမျိုးမျိုးသောဘာသာစကားပြောနေတဲ့သူကသူတစ်ပါးအတွက်တီဆောက်ဆရာမဖြစ်ဘူးလို့ကျမ်းစာထဲမှာဖော်ပြပြီးသားဒါကြောင့်လူကြားထဲမှာမပြောပါနဲ့ကိုတီဆောက်ဖို့ကိုတယောက်တည်းရှိတဲ့ချိန်မှာအာရပါရပြောပါပြဿနာမရှိဘူးအဲ့ဒါတစ်ကောခန်းကြီး14အငယ်1ကိုတော့ဖတ်နော်နံပါတ်8ဝိညာဉ်တော်နဲ့ပြေဝတဲ့သူတိုင်းတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့သူတိုင်းအမျိုးမျိုးသောဘာသာစကားပြောရမယ်လို့ကျမ်းစာထဲမှာမတွင်တင်ဘူးဘာလို့လဲဆိုတော့ကျမ်းစာထဲမှာလေဝိညာဉ်တော်ပြေဝတဲ့အခါမှာအမျိုးမျိုးသောဘာသာစကားပြောတဲ့နေရာ3နေရာပဲရှိတယ်ဝိညာဉ်တော်ပြေဝပြီးမှအမျိုးမျိုးသောဘာသာစကားမပြောတဲ့နေရာ73နေရာတော့ကျွန်တော်တို့တွေ့တယ်ကျမ်းစာထဲမှာโอเคနော်နံပါတ်9ဝိညာဉ်တော်ဘုရားကအသင်းတော်ကိုဖရိုဖလဲလုံးဝဖြစ်စေမှာမဟုတ်တဲ့အတွက်အမျိုးမျိုးတော့ဘာစကားရပြီဆိုမှလဲကြလိုက်လူးလိမ့်လိုက်အကျော်ဆွဲသလိုဖြစ်လိုက်နော်လူတွေနားမလဲပဲနဲ့အပါရှာလာအော်ဟစ်လိုက်အဲ့လိုမျိုးလုပ်နေတယ်ဆိုတတိထားဒါအသင်းတော်ကိုဖရိုဖလဲဖြစ်စေနေပြီအမျိုးမျိုးဘာစကားမမားပါဘူးကျမ်းစာထဲမှာလည်းရှိတယ်လေအဲ့ဒါဝိညာဉ်စုကျေးဇူးပဲပြောပါဒါပေမဲ့ကျမ်းစာပေးထားတဲ့စီမင်းစီကံအတိုင်းပြောတတ်ဖို့အင်မတန်ရေးကြီးတယ်ဒါကြောင့်ကျွန်တော်အချက်2ချက်နဲ့ပြောသွားတယ်နှိကုံချုပ်ပေးမယ်ပထမတစ်မျိုးကဧဝံဂေလိခေါ်တဲ့အခါမှာလူတွေနားလေအောင်တန်ရှင်တော်ဝိညာဉ်တော်ပေးတဲ့အမျိုးမျိုးသောဘာသာစကားစုကျေးဇူးဒါကဘာသာပြန်စရာမလိုဘူးလူတွေနားမလဲတဲ့သူတွေကိုနားလေအောင်ဘုရားသခင်ကလုပ်ပေးတာဒါပြဿနာမရှိဘူးဒုတိယတစ်ခုမှာပြဿနာတက်တာဒီကနေ့အသင်းတော်တွေမှာအဲ့ဒါတတိထားဖို့လိုတယ်လူတွေနားမလဲတဲ့အမျိုးမျိုးသောဘာသာစကားစုကျေးဇူးအဲ့ဒါကလူတွေကြားထဲမှာပြောရင်အနက်ပြန်တဲ့သူဘာသာပြန်တဲ့သူရှိရမယ်မရှိလို့ရှိရင်ကိုယ့်အကိုတယောက်တည်းပြောပါအများကြားထဲမှာမပြောပါနဲ့လို့ခွန်အားပေးနေနှိကုံချုပ်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ